Premier League အသင်း6သင်းရဲ့လက်ရှိခြေစမ်းနဲ့နောက်လာမယ့်ပွဲစဉ်များအကြောင်းသုံးသပ်ချက်အားလုံးပဲမင်္ဂလာပါ Agree Football YouTube Channel နဲ့တက်တော်မှာပြန်လည်ကြိုဆိုပါရစေ Premier League အသင်း6သင်းရဲ့လက်ရှိခြေစမ်းနဲ့နောက်လာမယ့်ပွဲစဉ်များအကြောင်းသုံးသပ်ချက်မှာစတုတ်တာအနေနဲ့သုံးသပ်ချင်တဲ့အသင်းတွေကတော့ Chelsea အသင်းနဲ့ Tottenham Hotspur ဖြစ်ပါတယ် Chelsea အသင်းဟာနွေရာသီမှာ Club World Cup ကိုမထင်မှတ်ထားတဲ့ခြေစမ်းနဲ့ FIFA Club World Cup ကိုရယူခဲ့တယ်FIFA Club World Cup Knockout Stage မှာ Benfica ကိုနိုင်တယ်။ Quarter မှာ Brazil Club Palmeiras ကိုနိုင်တယ်။ပြီးတော့ Semi မှာ Brazil Club ဖြစ်တဲ့ Fluminense ကိုထပ်နိုင်ပြီးတော့ Final ကိုတက်ရောက်ခဲ့တယ်။ Final မှာဥရောပရဲ့ချန်ပီယံဖြစ်တဲ့ PSG နဲ့ယှဉ်ပြိုင်ကစားရမှာPSG ဆိုတဲ့ရလဒ်နဲ့ FIFA Club World Cup ကိုနွေရာသီမှာတိမ့်မိုက်ခဲ့တယ်။အဲ့ဒီအချိန်အားဆိုလို့ရှိရင်ကျွန်တော်ကတော့ Chelsea တစ်ခေတ်ပြန်လာပြီလို့တောင်ပြောခဲ့တာဗျ။ Premier League ပွဲစဉ်တွေစတင်တဲ့အချိန်ပွဲစဉ်1မှာ Crystal Palace ကိုအင်ကွင်းမှာဂိုးမရှိသေးရလဒ်ထွက်ပေါ်ခဲ့တယ်။ပွဲစဉ်2မှာ West Ham အသင်းကိုသူတို့အင်ကွင်းမှာ 1-5 ဆိုတဲ့ရလဒ်နဲ့အနိုင်ယူခဲ့တယ်။တဖန်ပွဲစဉ်3မှာ Fulham အသင်းကိုအင်ကွင်းမှာ 2-0 ဆိုတဲ့ရလဒ်နဲ့အနိုင်ယူပြီးတော့ Premier International Break မှာ2ပွဲနိုင်1ပွဲတည်နဲ့အဆင်ပြေခဲ့တယ်ဗျ။ Premier International Break ပြီးတော့ Brentford အဝေးကွင်းမှာ2-2တည်ကြတယ်။ဒီရာဒီ Chelsea အသင်းရဲ့ပထမဆုံးရှုံးပွဲကတော့ Champions League မှာ German Blue FC Bayern Munich ကိုရှုံးနေခဲ့တာဗျ။အနောက် Premier League ပွဲစဉ်ကမှ Manchester United ကို Old Trafford မှာရှင်ပြန်ကစားရမှာ 2-1 ဆိုတဲ့ရလဒ်နဲ့ထပ်ပြီးတော့ရှုံးနေခဲ့တယ်။ပြီးတော့ EFL Cup Carabao Cup မှာအင်္ဂလန်လီဂ်1အသင်းတစ်သင်းဖြစ်တဲ့ Lincoln City ကိုပြန်နိုင်ပြီးတော့ Premier League ပွဲစဉ်6မှာ Brighton ကိုနောက်ကျသွင်းဂိုးတွေခွင့်ပြုခံရပြီးတော့ 1-3 ဆိုတဲ့ရလဒ်နဲ့ Stamford Bridge မှာရှုံးနေခဲ့တယ်။အနောက် Champions League မှာ Benfica ကိုအိမ်ကွင်းမှာ 1-0 နဲ့နိုင်ပြီးတော့အခုနောက်ဆုံးပွဲစဉ်9မှာ Liverpool အသင်းကို Stamford Bridge မှာနောက်ကျသွင်းဂိုးနဲ့အနိုင်ရရှိခဲ့တယ်။ခုရာဒီ Chelsea အသင်းဟာ Premier League ပွဲစဉ်9ပွဲကစားပြီးတဲ့အချိန်မှာ3ပွဲနိုင်2ပွဲတည်2ပွဲရှုံးရမှတ်17မှတ်နဲ့အဆင့်9ဆိုတဲ့နေရာမှာရပ်တည်နေတယ်။ခုနှစ် Chelsea အသင်းရဲ့အဓိကပြဿနာကတော့ဒဏ်ရာပြဿနာဗျ။အဓိကဆိုရင်အထိုင်ခံစစ်နေရာမှာဒဏ်ရာပြဿနာများနေတယ်။ Liverpool နဲ့ပွဲမှာဆိုလို့ရှိရင်ပွဲစဉ်နောက်ပိုင်းမှာသူတို့ရဲ့ win back တွေဖြစ်တဲ့ Reece James နဲ့ Gugu Guerra တို့ပါအတွင်းကြီးဝင်းဆော့ရတဲ့အခြေအနေတွေဖြစ်ခဲ့တာဗျ။ Liverpool နဲ့ပွဲမှာဆိုရင်သူတို့ရဲ့အခိုင်မှာပွဲပယ်တွေနဲ့ဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်ခဲ့ရတယ်။ဒါပေမဲ့2-1ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့တယ်။ပွဲနဲ့တိုက်စစ်နေရာမှာဆိုရင်သူတို့ရဲ့အဓိကကစားသမားဖြစ်တဲ့ကိုပါမာကလည်းဒဏ်ရာပြဿနာရနေတယ်။ခုရသည့်လက်ရှိအချိန်မှာတော့ Chelsea အသင်းကဒဏ်ရာပြဿနာနဲ့ရုန်းကန်နေရတဲ့အခြေအနေမှာဖြစ်ပါတယ်။နောက်နိုဝင်ဘာ International Break မတိုင်ခင်မှာကစားရမယ့်ပွဲတွေကတော့ Nottingham Forest ကိုအဝေးကွင်း Champions League မှာ Ajax ကိုအိမ်ကွင်း Sunderland ကိုအိမ်ကွင်း EFL Cup မှာ Wolverhampton ကိုအဝေးကွင်း Tottenham Hotspur ကိုအဝေးကွင်းတဖန် Champions League မှာ Freiburg ကိုအဝေးကွင်းနဲ့နိုဝင်ဘာ International Break မတိုင်ခင်နောက်ဆုံးပွဲစဉ်အဖြစ် Wolverhampton ကိုအိမ်ကွင်းမှာလက်ခံကစားရမှာဖြစ်ပါတယ်။ဒါတော့ Chelsea အသင်းရဲ့လက်ရှိခြေစမ်းနဲ့နောက်လာမယ့်ပွဲစဉ်တွေအကြောင်းပဲဖြစ်ပါတယ်။နောက်ထပ်အနေနဲ့ကျွန်တော်တို့ Tottenham Hotspur အသင်းကိုသုံးသပ်ကြည့်အောင်။ Tottenham Hotspur အသင်းကမနေ့ကရုန်းကန်ခဲ့ရတဲ့အခြေအနေကနေပြီးတော့မထင်မှတ်ထားဘဲနဲ့ Europa League Final မှာ Manchester United ကိုအနိုင်ယူခဲ့ပြီးတော့သူတို့အသင်းရဲ့ဖလားပျောက်ဆုံးနေမှုနဲ့အတူ Champions League ဝင်ခွင့်တနေရာပါရရှိခဲ့တယ်။ရာသီစ Super Cup မှာ Champions League ချန်ပီယံဖြစ်တဲ့ PSG အသင်းနဲ့ရှင်ပြန်ကစားရမှာပွဲချိန်အတွင်း2-0ဆိုတဲ့ရလဒ်နဲ့ဥဆောင်နေရကနေပြီးတော့85မိနစ်နဲ့အချိန်ပို4မိနစ်မှာနောက်ကျသွင်းဂိုး2ဂိုးခွင့်ပြုခဲ့ရပြီးတော့ပွဲချိန်အတွင်း2-2တည်ရလဒ်ထွက်ပေါ်ခဲ့တယ်။ပြီးတော့ပနယ်တီမှာအရေးနှိမ့်ခဲ့တယ်။ Premier League ပွဲစဉ်1မှာ Burnley ကို3-0နဲ့နိုင်တယ်။ပွဲစဉ်2မှာ Manchester City ကို2-0နဲ့အဝေးကွင်းမှာထပ်နိုင်ပြီးတော့ပွဲစဉ်3မှာ Bournemouth ကိုရှုံးနေခဲ့တယ်။အဲ့တော့ Premier International Break မှာ2ပွဲနိုင်1ပွဲရှုံးနဲ့ရရှိခဲ့တယ်။ Premier International Break ပြီးတဲ့အချိန်မှာ West Ham ကို3-0နဲ့နိုင်တယ်။ Champions League မှာ Villa ရဲ့အသင်းကို1-0နဲ့ထပ်နိုင်တယ်။ပွဲစဉ်5မှာ Brighton ကို2-2တည်ကြပြီးတော့ EFL Cup မှာ League 1အသင်းဖြစ်တဲ့ Doncaster Rovers ဆိုတဲ့အသင်းကို3-0နဲ့နိုင်တယ်။ပြီးတော့ Premier League မှာ Wolverhampton 1-1အိမ်ကွင်းမှာတည်ကြခဲ့တယ်။ Champions League မှာ Bodo Glimt နဲ့တည်ပြီးတော့အခုနောက်ဆုံးပွဲစဉ်ခရက်မှာ Leeds United ကို1-2နဲ့အဝေးကွင်းမှာအနိုင်ရရှိခဲ့တယ်။ Tottenham Hotspur အနေနဲ့ပွဲစဉ်9ပွဲကစားပြီးတဲ့အချိန်မှာ4ပွဲနိုင်2ပွဲစီ1ပွဲရှုံးရမှတ်14မှတ်နဲ့အဆင့်3ဆိုတဲ့နေရာမှာရပ်တည်နေတယ်။သူတို့အသင်းရဲ့အဓိကကစားသမားတအုပ်ဖြစ်တဲ့ James Maddison ဒဏ်ရာပြဿနာရှိနေသည့်တိုင်အောင်ခြေသွမ်းအတည်ငြိမ်ဆုံးနဲ့အကောင်းဆုံးအခြေအနေမှာရှိနေတယ်လို့ပြောရမယ်။နိုဝင်ဘာ International Break မတိုင်ခင် Tottenham Hotspur အသင်းအနေနဲ့ Aston Villa ကိုအိမ်ကွင်း Champions League မှာ Monaco ကိုအဝေးကွင်း Premier League မှာ Everton ကိုအဝေးကွင်း EFL Cup မှာ Newcastle ကိုအဝေးကွင်းနဲ့ Premier League မှာ Chelsea ကိုအိမ်ကွင်း Champions League မှာ Copenhagen ကိုအိမ်ကွင်းနဲ့
နောက်ဆုံးနိုဝင်ဘာ International Break မတိုင်ခင်နောက်ဆုံးပွဲစဉ်အဖြစ် Manchester United ကိုအိမ်ဝင်းမှာဧည့်ခံရှင်ပြိုင်ရမှာဖြစ်ပါတယ်ဒါကတော့ Tottenham Hotspur အသင်းရဲ့လက်ရှိခြေစွမ်းနဲ့နောက်လာမယ့်ပွဲစဉ်တွေအကြောင်းပဲဖြစ်ပါတယ်။ဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ဘောလုံးသတင်းအကြောင်းအရာတွေနဲ့ကြေးသုံးသက်ချက်တွေကိုနေ့စဉ်နဲ့အမျှတင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးကြပါဦးလို့ပြောကြရင်းနဲ့ဗီဒီယိုလေးကိုဒီမှာတင်အဆုံးသတ်ခွင့်ပြုပါခင်ဗျာ။